လာမှာကခါခါခုတက်ခိကရောရင်ဓာတုပစ္စည်းများကြောင့်ဖြစ်သောဘေးအန္တရာယ်များအမှဆိုရင်စသဖြင့်၄ချက်ရှိတယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်ဒီဖိုင်မှာလေနံပါတ်1အာရတုကိမှုရှိသောတမတဲမှုဖြစ်စေသည့်ပစ္စည်းများနံပါတ်2ကဟစ်စတာမင်တက်နံပါတ်3ဆိုလာနင်တက်နံပါတ်4စာခင်းဆိုင်သောယောနာယာခုဆိုင်ပိုးသက်စေကဲ့သို့စေဝါများဆိုပြီးတော့၄ချက်ရှိတယ်လေအဲ့ဒီ၄ချက်ထဲမှာနံပါတ်1အာရတုကိမှုရှိသောတမတဲမှုဖြစ်စေတဲ့ပစ္စည်းများအကြောင်းကိုရှင်းပြနေရပါတော့အဲ့ဒါမပြီးသေးဘူးဆက်ပြီးတော့ရှင်းပြသွားမယ်ကဲဟုတ်ပြီအဲ့ဆိုရင်ဆက်ကြည့်အောင်အာရတုကိရှိဆိုအလက်ချက်ဖြစ်စေတဲ့ပစ္စည်းတွေဖုခုမှုပါဝင်တဲ့ဂန်းဆိုင်လျော်တော့ကုန်ကျန်းပစ္စည်းတွေချောရီနောစကတချက်ပြုတ်တဲ့အခါမှာတုံးထားတဲ့ခိကံရခိကုစက်နဲ့အသုံးဆောင်ပစ္စည်းတွေကိုစုံလုံးမအဲ့ဒီအတိုင်းစကိနောဂန်းဆိုင်လျော်နောက်ထပ်ကုန်ကျန်းပစ္စည်းတွေချောရီနီစကတဲဝအိခေမဆန်ချက်ပြုတ်တဲ့အခါမှာဆိုရင်သုံးလို့မရဘူးတဲ့အမှဆိုရင်ပြောချင်တာကဒီအလက်ချက်ဖြစ်စေတဲ့ပစ္စည်းတွေပါဝင်ထားတဲ့ကုန်ကျန်းပစ္စည်းတွေပေါ့နော်အဲ့ဒီကုန်ကျန်းပစ္စည်းတွေကိုချက်ပြုတ်တဲ့အခါမှာသုံးထားတဲ့စက်နဲ့အသုံးဆောင်ပစ္စည်းတွေကိုနောက်ကုန်ကျန်းတစ်ခုချက်ပြုတ်ဖို့အတွက်သုံးတဲ့အခါမှာအဲ့ဒီအတိုင်းပြန်သုံးလို့မရဘူးအဆိုရင်ကဓမ္မတက်မှုဖြစ်စေတဲ့ပစ္စည်းဆိုရင်ဥပမာကြက်ဥပေါ့နော်ကြက်ဥပြုတ်ထားတဲ့အိုးကိုနောက်ထပ်တစ်ခုခုအစားအသောက်တစ်ခုခုပြုလုပ်တော့မယ်ဆိုရင်အဲ့ဒီအတိုင်းပြန်သုံးလို့မရဘူးပြောဆေးကြောပြီးမှသုံးရမယ်ပေါ့နော်ဆေးသေးချာဆေးကြောတန်းစင်ပြီးမှနောက်တစ်ခုကိုသုံးရမယ်အထိပ္ပယ်ကတော့အဲ့လိုပြောချင်တာဟုတ်ပြီအာရတုကိပုရှိဆိုဓမ္မတေမှုဖြစ်စေတဲ့ပစ္စည်းတွေဖုခုမနိုင်မပါဝင်တဲ့ခန်းဆိုင်လျော့တဲ့ကုန်ကျန်းပစ္စည်းတွေဖြင့်စကုတရှကိုဟင်းနိပြုလုပ်ထားတဲ့အစားအသောက်ထဲသို့အာရတုကိပုရှိဆိုကအလက်ချက်ဖြစ်စေတဲ့ပစ္စည်းတွေကဟိုင်ရနာယောနိစရုတာမက်တက်ပါမသွားစေဖို့အတွက်ဖြစ်ပါတယ်တဲ့ခုနကပေါ့နော်အဲ့ဒီအတိုင်းပြန်သုံးလို့မရဘူးဆိုတော့ဘာလို့သုံးလို့မရလဲဆိုရင်အဲ့ဓမ္မတက်မှုဖြစ်စေတဲ့ပစ္စည်းတွေကနောက်စားတောက်ထဲမှာပါသွားမှာဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမပါသွားစေဖို့အတွက်သူကသုံးလို့မရဘူးလို့ပြောချင်တာဟုတ်ပြီအာရတုကိပုရှိဆိုဖုခုမှုဓမ္မတက်မှုဖြစ်စေတဲ့ပစ္စည်းတွေပါဝင်တဲ့ဂန်းဆိုင်လျော်ကုန်ကျန်းပစ္စည်းတွေကိုချောရီနီစခတချက်ပြုတ်တဲ့အခါမှာအသုံးပြုထားတဲ့ခိကံရခိကုဝစက်နဲ့အသုံးဆောင်ပစ္စည်းတွေကိုခန္ဓာရစုမပြတ်မကွက်စမ်းကြောရှိနာခဲ့တဲ့ပါအိခေမဆန်မပြတ်မကွက်စေးကြောရပါမယ်အခုနအပေါ်အကြောင်းပဲပြန်ပြောပါတော့အဲ့ဓမ္မတက်မှုဖြစ်စေတဲ့ပစ္စည်းတွေပါဝင်တဲ့ကုန်ကျန်းတွေသုံးထားတဲ့စက်နဲ့သုံးဆောင်တွေကိုဆိုရင်နောက်ပစ္စည်းမသုံးခင်မှာတည်တည်ချာစေးကြောရမယ်အဲ့အဓိကအချက်ပေါ့နော်စေးကြောရမယ်ဆိုအချက်လေးကိုမှတ်ထားမယ်စာမေးပွဲမှာကျတော့အဲ့လေးမိတတ်တယ်နော်မပြတ်မကွက်စေးကြောရမယ်စေးကြောပြီးမှသာလေသူကနောက်ကုန်ကျန်းပစ္စည်းကိုချက်ပြုတ်တဲ့အခါမှာသုံးလို့ရမယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဓမ္မတက်မှုဖြစ်စေတဲ့ပစ္စည်းတွေကအဲ့ဒီတက်ပေါ့နော်အလက်ချစ်ဖြစ်စေတဲ့တက်တွေကနောက်အစားတောက်ထဲမှာပါသွားမှာဆိုတဲ့အတွက်ကြောင့်မလို့စေးကြောပေးရမယ်နောက်တစ်ချက်ကကျတော့မာတာအဲ့ဒါအပြင်ကိုမှမာနာဣတစေနီတုံပြောတာမာနာဣတစေနီတုံဟိုချောတာမာနာဣတယဟိုချောစေနီတုံနဲ့ဒါနာတို့အစာရှိတဲ့ချောရီခိကုကိုမိဖို့ကြောင့်သုံးပစ္စည်းတွေကိုခန်းဆိုင်လျော့ပဲစွနိကုန်ကျန်းပစ္စည်းတွေအလိုက်ခုပဲဆွရှိတဲ့အခုခုတုံမို့တိုင်းဆက်ဆွတဲ့အမျိုးအစားအလိုက်ခွဲခြားထားရန်အရေးကြီးပါတယ်စေနီတုံနဲ့ဒါအဲ့လိုမျိုးမိဖို့ကြောင့်သုံးပစ္စည်းတွေကိုဆိုရင်လည်းပဲတဲ့ကုန်ကျန်းပစ္စည်းတွေလိုက်သူအမျိုးအစားခွဲခြားပြီးတော့ထားဖို့အတွက်ကလည်းအရေးကြီးတယ်ဒါတို့အဘဥပမာအားဖြင့်ယူတဲ့တာမငေါအိုခီတို့ကျုပ်ဥပြုတ်လေးဖို့အတွက်မာနာဣတယဟိုချောဝစေနီတုံနဲ့ဓားတွေကိုဟိုခါနောကန်ဆိုင်လျောအိုခီတို့အခြားကုန်ကျန်းပစ္စည်းများလီတဲ့မာနာဣတယဟိုချောတို့စေနီတုံနဲ့ဓားဘယ်ဆွမ်းနမိုနိုအိုစခိုင်မဆိုတော့တသက်စီတီးတန့်သုံးရမယ်ပေါ့နော်တသက်စီသုံးရမယ်ကျုပ်ဥပြုတ်လေးဖို့အတွက်စေနီတုံနဲ့ဓားတွေကိုအခြားကုန်ကျန်းပစ္စည်းလေးရဲ့စေနီတုံနဲ့ဓားမဟုတ်တဲ့ပစ္စည်းကိုသုံးရမယ်လို့ပြောချင်တာအဲ့ဆိုတော့ဘာလို့ဆိုတော့တမကောကျုပ်မှာဆိုရင်အလက်ချစ်ဖြစ်စေတဲ့ဓာတ်ပါတယ်လေအဲ့ဒါကြောင့်မလို့တသက်စီသုံးရမယ်နောက်တစ်ချက်ကကြတော့တမငါနော်အာရတုကိပုရှိဆိုကျုပ်မှာပါဝင်တဲ့အလက်ချစ်ဖြစ်စေတဲ့ပစ္စည်းတွေကဟိုခါနောကန်ဆိုင်လျော်နိစကုခုတိုအိုဖူစေခုတာမက်တက်အခြားကုန်ကျန်းပစ္စည်းတွေစီတို့ကပ်ပါသွားခြင်းမှကာကွယ်ဖို့အတွက်ဖြစ်တယ်ဒီမှာဆိုရင်စိနီတုံးနဲ့ဒါမိဖို့ချောင်းသုံးပစ္စည်းတွေကိုအမျိုးအစားအလိုက်ခွဲခြားထားဖို့ကအရေးကြီးတယ်
ကျဲဥပြုတ်လေးတဲ့စိနီတုံးနဲ့ဒါဆိုရင်တခြားကုန်ကျန်းလေးတဲ့စိနီတုံးနဲ့ဒါမဟုတ်တဲ့ဥစ္စာသုံးရမယ်ဆိုတော့တက်စီသုံးရမယ်ပေါ့နော်တခြားကုန်ကျန်းလေးမယ်ဆိုရင်တခြားကုန်ကျန်းလေးတဲ့စိနီတုံးနဲ့ဒါသုံးရမယ်ကျဲဥပြုတ်လေးဖို့ဆိုရင်ကျဲဥပြုတ်လေးတဲ့စိနီတုံးနဲ့ဒါကိုတက်စီသုံးရမယ်ဘာဖြစ်လို့လဲဆိုတော့ကျဲဥမှာပါဝင်တဲ့အလက်ချစ်တွေကအလက်ချစ်တက်ပေါ့နော်အဲ့ဒါမှတက်မှုဖြစ်စေတဲ့ပစ္စည်းကအခြားကုန်ကျန်းပစ္စည်းတွေစီတို့ပါသွားမှာကိုကာကွယ်ဖို့အတွက်ဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ချက်ကကြတော့ဒါကကြတော့စမ်းကြောဆိုင်ရစခင်းဆိုင်ဆိုတာစက်ပြနဲ့ပို့သက်စီဒီဥစ္စာနံပါတ်၄ချက်လေးစစီတို့ခါခါကုတက်ခိခိကရောရင်ကနံပါတ်၄ချက်ကိုရှင်းပြပေးထားပါတော့စမ်းကြောဆိုင်စက်ပြနဲ့စခင်းဆိုင်ပို့သက်စီနားတို့အစရှိသည်တို့ကခါခါကုတက်ခိခိကရောရင် test ဒါတို့ပစ္စည်းများကြောင့်ဖြစ်တော့ဘေးရန်တွေဖြစ်တယ်စက်ပြနဲ့ပို့သက်စီဆိုတာလည်းပဲခါခါကုတက်ခိခိကရောရင်ဖြစ်တယ်ကန်ဆိုင်ရောရချော်ရီခိကုနာတို့နိကုန်ကျန်းပစ္စည်းတွေနဲ့ချက်ပြုတ်တဲ့ကရိယာတွေမှာစမ်းကြောဆိုင်ရစကင်းဆိုင်နာတို့စက်ပြနဲ့ပိုးသက်ဆေးတွေကိုစုခတာတိုခိဝတုံးထားပါကရှောကူဟင်းနိအစားတောက်ထဲမှာနိုခိုရာနိုင်ယောနိကြံနေခြင်းမရှိစေဖို့အတွက်ယောခုမိစုနိကောင်းကောင်းရေဖြင့်အာရိုင်းနာဂါဆာနာခဲရပါအိခဲမဆန်ရေနဲ့ကောင်းကောင်းဆေးကြောရပါမယ်။ကုန်ကျန်းပစ္စည်းနဲ့ချက်ပြုတ်ထားတဲ့ကရိယာတွေမှာစက်ပြနဲ့ပိုးသက်ဆေးကိုသုံးထားမယ်ဆိုရင်အစားတောက်ထဲမှာကြံနေခြင်းမရှိစေဖို့အတွက်ရေဖြင့်ကောင်းစွာဆေးကြောရပါမယ်။သူကတော့ဒီကစားသားအတိုင်းပြောပြထားတာပေါ့နော်။ဘာလို့ဆိုတော့သူပြောချင်တဲ့တိတ်ပြကျတော့စက်ပြနဲ့ပိုးသက်ဆေးမှာဆိုရင်ခါခါခုတက်ခိခိကန်ရောရင်ဓာတ်ပစ္စည်းတွေကြောင့်ဖြစ်တဲ့ဘေးရန်တွေဖြစ်တယ်။အဲ့ဒါကြောင့်မလို့ဒီချက်ပြုတ်တဲ့ကရိယာတွေကုန်ကျန်းပစ္စည်းတွေကိုဆေးကြောရဲ့ခါဆိုရင်စက်ပြရည်နဲ့ဆေးရလေအဲ့ဆေးရဲ့ခါမှာဆိုရင်အဲ့စက်ပြတွေကိုရေးဆေးအောင်ဆေးပြရမယ်ဆိုတာကိုပြောချင်တာဟုတ်ပြီနော်အဲ့ဆိုရင်နောက်တစ်ချက်ကြည့်မှာပေါ့နော်ဒါကတော့နံပါတ်1ဖြစ်တဲ့အာရဒုကိပုရှိဆိုအကြောင်းလေးကပြီးသွားပြီပြီးတော့နံပါတ်4ချက်လေးလည်းပါသွားပြီပေါ့နော်နံပါတ်4ချက်ကစာခင်းဆိုင်လေးစာခင်းဆိုင်အကြောင်းလည်းပြီးသွားပြီဆိုတော့1နဲ့4ကပြီးသွားပြီအဲ့ဆိုဒီမှာ2နဲ့3ချက်မယ်နော်2ကကြတော့ histamine 3ကကြတော့ soranin တက်ဆိုပြီးချက်မယ်အဲ့ဆို2လေးကြည့်အောင်2က histamine တက်စခနာအိုတိုတာအာတိုဆိုတော့တိုရုတို့တိုရီမတ်ပေါ့နော်ဖမ်းမိတာငါဖမ်းမိရဲ့နောက်မှာစကုနိချက်ချင်းပဲရိဆိုအေးခံမယ်မာတာဝဆိုတာ OR နဲ့တူတူပဲသို့မဟုတ်အေးခံမယ်သို့မဟုတ်ရေတိုဆိုအေးခဲတာအေးခဲစီတာအဲ့ဆိုရေဆိုကိုဆိုရေခက်တက်တယ်လေရေတိုကိုဆိုတာအေးခံအောင်ပြောတာငါးတွေကိုဖမ်းမိရဲ့နောက်မှာအေးချက်ချင်းပဲပေါ့နော်စကုနိချက်ချင်းပဲအေးခံမယ်သို့မဟုတ်အေးခဲစေမယ်ရှင်နာကာတာနာတို့အဲ့လိုမျိုးမလုပ်တဲ့အတွက်ကြောင့်မလို့ဝါရီကြောကန်တဲ့ညံပြင်းတဲ့အခြေအနေအောက်မှာဆိုးရတဲ့အခြေအနေအောက်မှာပေါ့နော်ဟိုးဆိုးစာရတာစကနာတင်းဆဲထားတဲ့ငါးတွေတခုနီအထူးသဖြင့်ဘလိုငါးတွေလဲဆိုရင်မာကုလိုတူနာပေါ့နော်တူနာငါးအာချီဆိုတာအာချီငါအီဝါရှိဆိုတာငါတတလို့တဲ့ငါအီဝါရှိစာဘာငါ၄မျိုးပေါ့နော်အဲ့ဒီငါ၄မျိုးနားတို့အစားရှိသေးတို့ကအကာမိစကနာနေဝအနီရောင်တန်းတဲ့ငါးတွေအနီရောင်ရှိတဲ့ငါးပေါ့နော်အဲ့ဒီငါးတွေမှာဆိုရင် histamine တို့ iubushisuka fokumarte irupainka arimas histamine လို့ခေါ်တဲ့တက်ပစ္စည်းတွေပါဝင်တယ်ဆိုရင်ဒီမှာဆိုရင်ငါးတွေကိုဖမ်းမိရဲ့နောက်မှာဆိုရင်ရိဆိုအေးခံတာဒါမှမဟုတ်အေးခဲစေတာမျိုးအေးကန်နဲ့ထည့်တာမျိုးပေါ့နော်အဲ့လိုမျိုးကိုချက်ချင်းလုပ်ရမယ်အဲ့လိုမျိုးမလုပ်ဘူးအဲ့လိုမျိုးမလုပ်ဖဲနဲ့မကောင်းတဲ့ခြေနေအောက်မှာတင်ဆက်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီငါးတွေကပေါ့နော်စတာမင်တက်တွေတိုးပွားလာနိုင်တယ်ဘယ်လိုငါးမျိုးလဲဆိုဥပမာပြောမယ်ဆိုရင်မာကုရိုဆိုတူနာငါရှိမယ်အာချီရှိမယ်အီဝါရှိမယ်စာဘာဆိုငါရှိမယ်ပေါ့နော်အဲ့ဒီငါးလေးမျိုးအဲ့ဒီလိုမျိုးအနီရောင်တန်းတဲ့ငါးလေးမှာဆိုရင် histamine တက်တွေရှိတယ်အဲ့ဆိုတော့စာမေးပွဲမှာဘယ်လိုမေးတယ်လဲဆိုရင် histamine တက်တွေကဘယ်မှာရှိလဲဆိုရင်ငါးတွေမှာရှိတယ်နော်အနီရောင်တန်းတဲ့ငါးတွေမှာ histamine တက်တွေရှိတယ်ဝက်သားမှလည်းမရှိဘူးကြက်သားမှလည်းမရှိဘူးအနီရောင်တန်းတဲ့ငါးတွေမှာရှိတယ်ဟုတ်ပြီနော်အဲ့ဒါလေးကမိတတ်တယ်နောက်တစ်ချက်ကကြတော့ histamine ကိုဖူခွန်တာ histamine ပါဝင်တဲ့စခနာယငါးနဲ့ဆိုနိုလျောလီကိုတာဘဲရုတို့၎င်းတို့ကိုချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုအာရဒုကိဟန်နိုတိုယောခုနိတာဆိုစင်တူတာအာရဒုကိဟန်နို
ဓမ္မတက်တိတုံ့ပြန်မှုနဲ့ဆင်တူတဲ့ရှော့ကြော့ယောဂလက္ခဏာတွေအိုခိုရီမတ်ဖြစ်ပွားနိုင်ပါတယ်။ histamine ပါဝင်နေတဲ့ငါးပေါ့နော်။အဲ့ဒီငါးကိုချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုစားသုံးလိုက်မယ်ဆိုရင်တဲ့အာရဒုခိဟန်နိုဖြစ်စေတဲ့ယောဂလက္ခဏာတွေလေ6မျိုးရှိတယ်။အဲ့ဒီ6မျိုးနဲ့ဆင်တူတဲ့ယောဂလက္ခဏာတွေဖြစ်ပွားနိုင်ပါတယ်။အဲ့ဒီအာရဒုခိဟန်နို6မျိုးကဘာလဲဆိုရင်အမှဆန်စီတို့ day 5မှာပြောခဲ့လေ။နံပါတ်1ကခါယူမီရာရန်ခြင်းနံပါတ်2ကဂျင်မာရှင်အင်ပြင်ထားခြင်းနံပါတ်3ခုချီပီရူရမာပူတာနော့ဟာတဲ့နှက်ခမ်းနဲ့မျက်ခုံတွေရောင်ရမ်းခြင်းဟာနာမီဆူယာခုရှာမီကတူမာရာနိုင်အဆက်မပြတ်နိုင်ယူတာနဲ့နာချေတာပြီးတော့အခီကတက်ခိနိုင်အသက်ရှူချက်ခြင်းဟခိခဲအန်ဂျင်စိတ်ဖြစ်ခြင်းအဲ့ဒါကြတော့ယခုနိုင်ရှော့ကြော့လေမကောင်းတဲ့ယောဂလက္ခဏာ6မျိုးအာရဒုခိဟန်နိုဖြစ်စေတဲ့လက္ခဏာလေအဲ့ဒီလက္ခဏာရင်းနဲ့ဆင်တူတယ်ဆိုတော့ဒီ6မျိုးပြောတာhistamine တက်ပေါ့နော် histamine တက်ပါတဲ့ငါးတွေကိုစားသုံးလိုက်မိမယ်ဆိုရင်ဒီယောဂလက္ခဏာ6မျိုးဖြစ်နိုင်တယ်ပေါ့နော်အတူတူပဲပြောချင်တာကိုရအိုအဲ့ဒီအရာကို histamine ရှခုချူတိုကုတို emas histamine ကြောင့်အစာအဆိပ်သင့်ခြင်းလို့ခေါ်တယ် histamine ဝ histamine တက်ကဟိုဆွကြောတိုင်ကဝါရီတို့သိဆဲမှုအနေထားမကောင်းပါကဖူဝဲရုနော်တဲ့ပွားများလာမည်ဖြစ်တဲ့အတွက်ကြောင့်မလို့ကန်ဆာရောတိုရှိတဲ့ဥခဲရတကုန်ကျန်းပစ္စည်းအဖြစ်လက်ခံလိုက်တဲ့စခနာဝငါးတွေကိုဆိုရင်စုကုနိချက်ချင်းပဲရိတ်ဆိုအေးခံမဲ့မတာဝဒါမှမဟုတ်ရိတ်တိုအေးခဲစေမဲ့ဆူရခိုတိုကဟီဆိုယောတက်စ်အဲ့ဒါကလိုအပ်တဲ့အရေးကြီးတယ်histamine တက်ဆိုတာကြတော့သူ့ရဲ့တိမ်ဆဲမှုအနေအထားကမကောင်းဘူးဆိုရင်သူ့ရဲ့ပိုးမွားတွေကပို့ပြီးတော့ပွားများလာနိုင်တယ်ဘယ်လိုမျိုးတိမ်ဆဲရမလဲဆိုလို့ရှိရင်အေးခဲစေမယ်ဒါမှမဟုတ် raise ပေါ့နော် raise လုပ်မယ်ဒါမှမဟုတ် rate တိုးလုပ်မယ်ပေါ့အဲ့ဒီလိုမျိုးလုပ်ဖို့အတွက်ကအရေးကြီးတယ်အဲ့ဒီလိုမျိုးမလုပ်ဘူးဆိုလို့ရှိရင်သူ့ရဲ့တိမ်ဆဲမှုအနေအထားကမကောင်းအဲ့ကြောင့်မလို့ histamine တက်တွေကပွားလာနိုင်တယ် histamine တက်တွေကဘယ်မှာရှိလဲဆိုရင်အနီရောင်တန်းနဲ့ငါးထဲမှာရှိတယ်သူ့ရဲ့ယောဂလက္ခဏာတွေကကြတော့အာရဒုကိဟန်နိုရဲ့ယောဂလက္ခဏာ6မျိုးနဲ့ဆင်တူတယ်ဟုတ်ပြီသူ့ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုရင် raise ဒါမှမဟုတ် rate တိုးလုပ်ပြီးတော့သိမ်းဆဲရမယ်နော်ဟုတ်ပြီဒါကတော့ histamine နဲ့ပတ်သက်တာအလောက်ပဲနောက်တစ်ချက်ကကြတော့ဆိုတာနေကကြတော့ဂျာကိုင်းမွန်နိုမယ်ရဂျာကိုင်းမွန်နိုဆိုအာလူပေါ့နော်မဲဆိုအညောက်အာလူအညောက်နဲ့မီဒိုဒီအီရိုနော့ခါဝဆိုအခွန်မီဒိုဒီအီရိုဆိုအစိမ်းရောင်အခွန်အာလူအညောက်နဲ့အစိမ်းရောင်အခွန်တွေမှာဆိုရာနင်တိုအီဆိုရာနင်လို့ခေါ်တဲ့ဘူရှိဆိုအိုဖူကွန်တေအီမတ်တပစီတွေပါဝင်ပါတယ်ဆိုရာနင်ကဖမရှိလဲဆိုရင်ဂျာကိုင်းမွန်နိုမယ်ရမီဒိုဒီအီရိုနော့ခါဝအာလူအညောက်နဲ့အစိမ်းရောင်အခွန်တွေမှာဆိုလာနေရှိတယ်ဟုတ်ပြီနော်ဆိုလာနေအောင်ဖူကွန်တာဆိုလာနေပါဝင်နဲ့ရှက်ကူဟင်းကိုဒါပဲလူတို့အစားတောက်တွေကိုစားမိလိုက်မယ်ဆိုရင်ဟာခိခဲအန်ဂျင်စိတ်ဖြစ်မယ်အိုတိုအော့အမ်မယ်ကယ်ရီဝမ်ရှော့ချင်းဖူကူစုဘိုင်နာချင်းဇူဆူခေါင်းကိုက်ချင်းနာတို့အစားရှိတဲ့ရှက်ကူချူတိုကူနော်ရှော့ဂျောကအိုခိုရီမတ်အစာအစိတ်တင်တဲ့လက္ခဏာတွေဖြစ်ပွားနိုင်တယ်ဆိုဒီမှာဆိုရင်ဆိုလာနင်တက်ပေါ့နော်ဆိုလာနင်တက်ပါဝင်တဲ့အစားတောက်တွေကိုစားမိလိုက်မယ်ဆိုရင်ပထမဆုံးအန်ဂျင်စိတ်ဖြစ်ပါနော်အန်နာမဟုတ်သေးအန်ဂျင်စိတ်ဖြစ်မယ်ပြီးလို့ရှိရင်အော့အမ်မယ်ဝမ်ရှော့မယ်ဘိုက်နာမယ်ခေါင်းကိုက်မယ်အဲ့ဒီအစာအစိတ်တင်ခြင်းလက္ခဏာ5မျိုးပေါ့နော်5မျိုးဖြစ်ပွားနိုင်တယ်အန်ဂျင်စိတ်ဖြစ်တာကိုဟာခိခဲအော့အန်နာကိုအိုတိုဝမ်ရှော့တာကယ်ရီဘိုက်နာတာကဖူကူစုခေါင်းကိုက်တာကဆူဆူပေါ့နော်ဟုတ်ပြီအဲ့ဒီလက္ခဏာတွေဖြစ်ပွားနိုင်ပါတယ်နောက်တစ်ချက်ကကြတော့ဂျာကိုင်းမွန်နိုမယ်ရအာလူအညောက်နဲ့မီဒိုဒီအီရိုနော့ခါဝါနော့ပူပုံဆိုအစိပ်ပိုင်းအစိမ်းအောင်ခွန်ပါတဲ့အစိပ်ပိုင်းတွေကိုတိုရီနိုဇိုခုဖယ်ရှားလိုက်တယ်တိုရီနိုဇိုခုကိုတို့တဲ့ဖယ်ရှားခြင်းအဖြစ်ဆိုလာနင်ကခိုင်နော့ဆိုလာနင်ကြောင့်ဖြစ်တဲ့ရှက်ကူချူတိုခုကိုအစာအစိပ်တင်ခြင်းကိုဖူဆဲကူကိုတို့ကတဲ့ကီမတ်ကာကွယ်နိုင်မှာဖြစ်ပါတယ်ဒီဆိုလာနင်တက်ပေါ့နော်အဲ့လိုမျိုးစားမိလိုက်လို့ရှိရင်ဒီယောဂလက္ခဏာတွေဖြစ်တယ်လေအဲ့ဒီလိုမျိုးမဖြစ်စေဖို့အတွက်ဆိုရင်အာလူအညောက်နဲ့အစိမ်းရောင်အခွန်ပါတဲ့အပိုင်းကိုဖယ်ထုတ်လိုက်မယ်ဆိုရင်အဲ့ဆိုလာနင်ကြောင့်ဖြစ်တဲ့အစာစိတ်တင်ခြင်းတွေကိုကာကွယ်နိုင်မယ်ဘာလို့လဲဆိုတော့ဆိုလာနင်ကကြတော့အဲ့ဒီဂျာကိုင်းမွန်နိုမဲအာလူအညောက်နဲ့မီဒိုဒီအီရိုနော့ခါဝအစိမ်းရောင်အခွန်တွေမှာရှိတဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော်ဒါလည်းလွယ်လွယ်လေးပဲနော်ဆိုလာနင်ကဘယ်မှာရှိလဲဂျာကိုင်းမွန်နိုနော်မဲ
ဂျာကိုင်းမွန်နိုမဲရမီရိုဒီအီရိုနော်ခါဝအာလူအညောင်းနဲ့အစင်းရောင်ခွန်တွေမှာရှိတယ်အာလူအညောင်းနဲ့အစင်းရောင်ခွန်တွေကိုဖယ်ရှားလိုက်မယ်ဆိုရင်ဆိုရာနေကြောင့်ဖြစ်တဲ့အစာအဆိပ်တင်ခြင်းကိုကာကွယ်နိုင်မှာဖြစ်တယ်ဆိုရာနေပါဝင်တဲ့အစားအသောက်တွေကိုစားမိလိုက်မယ်ဆိုရင်အန်ဂျင်စိတ်ဖြစ်မယ်အော်အမ်မယ်ဝမ်းလျှောမယ်ပိုက်နာမယ်ကောင်းကိုက်မယ်ပေါ့နော်အဲ့ဒီအစာအဆိပ်တင်ခြင်းလက္ခဏာတွေဖြစ်နိုင်တယ်အဲ့ဆိုရင်ဆက်စီတို့ဒါကကြတော့ခါကောက်ခုတက်ခိခိကရောအင်းအကြောင်းနဲ့ပတ်သက်ပြီးတော့၄ချက်လုံးပြီးသွားပြီပေါ့နော်ခါကောက်ခုတက်ခိခိရောရဲ့၄ချက်ကအာရလူကီပူရှိဆိုနံပါတ်2ကကြတော့ဟစ်စတာမင်နံပါတ်3ကဆိုရာနေနံပါတ်4ကကြတော့စကင်းဆိုင်တော့ယောနာယခုဆိုင်ပေါ့နော်အဲ့ဆိုရင်ဆက်စီတို့ဒါကကြတော့ခါကောက်ခုတက်ခိခိကရောရဲ့နဲ့ပတ်သက်တဲ့၄ချက်လုံးပြီးသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဆက်စီတို့ဒီနေ့သင်ခန်းစာလေးကတော့ဒီထိပါပဲနော်